Hello everyone အားလုံးပဲမင်္ဂလာပါဒီကတော့ပြန်ရပထမဆုံး blog လေးလုပ်ကြည့်ရပါတော့အခုကဘယ်ကိုရောက်နေလဲဆိုတော့ Hyde Park မှာ Cherry Blossom သွားကြည့်ရဖြစ်ပါတယ်အခုဆိုရင်ကနေဒါမှာဆိုရင်ဒီ cherry ပွင့်နေရပြီပေါ့နော်အဲ့တော့ cherry သွားကြည့်ကြရအောင်အခု cherry ကျင်းနေတော့မှပဲဒီပန်းချက်လေးရဲ့နောက်ကျောင်းပြောပြပေးမယ်နော်ဒီ cherry ပင်တွေဘယ်လိုဖြစ်လာလဲဆိုတာဒီ cherry ပင်တွေကဆိုရင်ဒီရတလောက်တော့ပေါ့နော်ဒီဂျပန်ကနေပြီးတော့သူကဒီကနေဒါကိုလက်ဆောင်ပေးခဲ့တာပေါ့နော် Scopulia Capacity PH မှာလက်ဆောင်ပေးခဲ့တာဒီချစ်ချစ်ရဲ့အတွက်ပေါ့နော်ဒီ cherry ပင်တွေကဆိုရင်ဘယ်လောက်တောင်များလဲဆိုရင်ဒီရတလောက်2000ဝင်ကျင်းအောင်ရှိရပေါ့နော်အားအကြောင်းလို့တမေ့တမောပဲအခုလမ်းလျှောက်ပြီးကြည်နေအောင်တဆုံပဲအများကြီးပဲပေါ့နော်ကြည်ရတယ်ပြီးတော့ဒီပန်းကျင်ဟာဆိုရင်လည်းဒီတိုရန်တိုနားမှာလို့ပြောလို့ရပါတော့အဲ့ဒီမှာတကယ်ကိုနာမည်ကြီးပဲဒီ local တွေအပြင်ကိုဒီနိုင်ငံခြားသားတွေ tourist တွေပါလာကြည့်ရတဲ့နေရာပေါ့နော်အဲ့တော့ဒီပန်းကျင်ကိုဆိုရင်လာဖို့ကြိုးစားတဲ့အရင်နှစ်တွေတော့ဆိုတော့ဒါပေမဲ့လာတိုင်းပဲနောက်ကျသွားပါတော့ဘာလို့လဲဆိုတော့ဒီ cherry တွေကပွင့်တဲ့အချိန်ကတိုးတယ်တပတ်နှစ်ပတ်တော့ကြာရင်ကိုကအချိန်ကိုက်မလာမိဘူးမလာမိရကကြတော့တန်းလေးကျွေသွားမှရောက်လာတာမျိုးဆိုတော့လုံးဝဒီနှစ်လိုမျိုးဒီလိုမျိုးကြီးကိုမမြင်ဘူးပေါ့နော်နင်းနေမှအဲ့လိုမမြင်ဘူးအဲ့တော့ဒါတကယ်ကိုအရင်ဒီနေ့မှပဲလက်ပါတွေ့ရတာဆိုတော့စိတ်ထဲမှာလည်းချိန်တယ်အဲ့တော့ဒါလေးကိုလည်း share လိုက်မယ်ဆိုပြီးတော့စိတ်ကူးလေးနဲ့blog လေးလုပ်ဖြစ်တာပါเนาะဒါဆိုရင်ပန်းချန်ထဲမှာတူတူပန်းနေရှောက်ကြည့်ကြရအောင် let's go အဲ့ဒါလေရှင်ချွေပင်ပေါ်တောင်ချမ်းနေတာဒီမှာတော့ရှင်နေပေါ်လာနေမင်းနဲ့ငယ်တော့ဆိုရင်ဒီလိုမျိုး cherry တွေ့ရမယ်တင်းကြတဲ့နိုင်ငံမှာနေရတယ်လို့တစ်ခါမှမတွေ့ခဲ့ဘူးပြီးတော့ cherry ဆိုတာလည်းဒီလိုမျိုး plastic နဲ့လုပ်ထားတဲ့ပန်းအောင်ပဲမြင်ခဲ့ဘူးလားဒါပေမဲ့ဒီမှာတကယ်ကြည့်လိုက်တဲ့အခါကျတော့အဲ့ဒီ plastic ပန်းတွေကတကယ်ကိုအစစ်နဲ့တုံလုပ်ခဲ့ရဲဆိုတာကိုသိလိုက်ရတယ်ပေါ့နော်ခုချိန်ကຫນွေဦးဆိုတော့စောင်းပြီးလို့ຫນွေဦးအဝင်ဆိုတော့ကနေဒါတနိုင်ငံထဲမှာပဲဒီ cherry ကပွင့်တာမဟုတ်ဘူးပေါ့နော်ဒီလိုအေးတက်တဲ့နိုင်ငံတွေမှာဆိုရင် cherry တွေကပွင့်နေကြပြီအဲ့တော့ဒီတခြားတနိုင်ငံလာနေပြီးတော့ကြည်နေတဲ့တငယ်ချင်းတို့စီမှာလည်း cherry တွေပွင့်နေဆိုရင်ဒီလိုမျိုး cherry အမျိုးအစားတွေပွင့်နေဒီကနေဒါ cherry နဲ့ရောဒီလိုမျိုးကွာခြားလဲဆိုတာပြောပြပေးအောင်နော်cherry ကြည့်လို့ပါလားပြီးတဲ့နော်နောက်တစ်နေ့ထပ်သွားကြည့်အောင်ပါဒီနောက်မှမြင်နေရတော့ဒီ Hyde Park မှာရှိတဲ့ရေကန်ကြီးပေါ့နော်အဲ့ရေကန်ထဲမှာဆိုရင်ငှက်တွေဘဲတွေပြိုင်တွေအများကြီးပဲ
ဒီမှာဒီလိုမျိုးကျူလစ်တွေလည်းမြင်ခဲ့ရဆိုတော့တော်တော်တန်သွားပြီဒါကတော့ cherry တွေကိုတန်းမြင်နေရတယ်ဒီဘက်ကရှုခင်းပါနော်ဒီနေရာလေးကလေတပုံရိုက်ဖို့လေတော်တော်လှတယ်ပြောအဲ့မှာစောက်လေးနဲ့ထိုင်ဖက်နေ share အဲ့လို cherry pin 3ပင်ကြားရမှာပေါ့နော်ဘေးမှာမြင်ရတဲ့လူကြီးကတော့သူကငှက်ကိုအသေးစိတ်အနိကဆွေတပုံရိုက်တယ်လို့ပေါ့နော်အဲ့လိုလူကြီးလည်းအများကြီးတွေ့ခဲ့တယ်ဒီနေ့အခုဆိုရင်ဖြင့် cherry စီရခင်းစင်အောင်မြင်သွားပါပြီအခုဟိုဘက်ကိုထပ်လန်လျှောက်ပြီးတော့ harbor ဘက်ကိုသွားကြည့်မယ်ဒါကတော့လမ်းမတွေရဲ့ငှက်ကလေးကိုရိုက်ထားတာပေါ့နော်ပြိုင်လို့ထင်တာပဲဟာဘာရောက်ပါပြီခုဆိုရင်အမလေနဲ့လှော်နေတဲ့လူတွေကိုတွေ့ခဲ့တယ်ဟိုဘက်မှာလည်းရွက်လေလှင့်နေတဲ့လူတွေရှိရပါတော့အဲ့ဒါလေးကိုစုံဆွဲပြီးတော့တစ်ချက်ပြပေးမယ်ဒီရဆိုရင်ရုပ်တရက်ထိလိုက်တယ်ဆိုရင်တော့ဒါကိုပင်လေလို့ထင်ကောင်းထင်နေမယ်ဒါမှဒါတကယ်ပင်လေတော့မဟုတ်ပါဘူးဒါကို Lake Ontario လို့ခေါ်ရပေါ့နော်တကယ်ကိုရေချိုအိုင်ပါတကယ်ဟိုပါလေရေရလေအရန်ကိုကြည်ရပဲတဲကိုထိုးထိုးဝင်မြင်ရတယ်ပေါ့နော်ဒါကတော့ကြံဆက်စုနေရပါအောက်ဒီဘယ်လောက်ကြည်တယ်အောက်ကိုဘယ်လောက်မြင်ရတယ်ဆိုတာအဲ့မှာနှက်ရည်ချိုးနေရလေတကယ်ရသေးရဲ့ဒီနေ့ကဒီလောက်ပါပဲ like and subscribe လုပ်ထားပေးပါ bye bye see ya